မြတ်စွာဘုရားသာဝတိပြည်ဇေတဝန်ကျောင်းတော်၌တည်င်းသုံးတော်မူစဉ်ယဟန်တပါးမွေကြိုက်ခံရ၍ယဟန်တော်များကလျှောက်ထားသောအခါထိုယဟန်တော်မှာဝိရုပက္ခစာသောနဂါမျိုး၄ပါးတို့၌မေတ္တာမပို့၍အကြိုက်ခံရခြင်းဖြစ်ကြောင်းအကယ်၍မေတ္တာပို့လျင်အကြိုက်ခံရမည်မဟုတ်ကြောင်းမိန့်တော်မူ၍မိမိကိုယ်ကိုစောင့်ရှောက်ဖို့မိမိ၏လုံခြုံရေးမိမိ၏အကာအကွယ်အဆောင်အရှောက်ဖြစ်ရေးအတွက်ခန္ဓာတုတ်ပရိအယန္တာကိုခွင့်ပြုဟောကြားတော်မူခဲ့၏ထိုခန္ဓာတုတ်ပရိတော်သည်ကသဗ္ဗတိဝိတဇာတိနံဒိဋ္ဌမန္တကတံဝိယယန္နာတေတိဝိတံဂောဒံသေသင်္စာပိပရိတယံအာနာခိတမိသဗ္ဗထာသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံတံဗနာမဟိဝိရုပခေဟိမေမေတ္တံမေတ္တံအေယပတိဟိမေသဗ္ဗယပုဒ္ဒေဟိမေမေတ္တံမေတ္တံခန္ဓာဂောရမကေဟိသအပါရကေဟိမေမေတ္တံမေတ္တံဒွိပါရကေဟိမေသတုပရိဟိမေမေတ္တံမေတ္တံဘဟုပတိဟိမေမာမံအပါရကောဟိန္တိမာမဟိန္တိဒွိပါရကောမာမံသတုပရောဟိန္တိမာမဟိန္တိဘဟုပရောသဗ္ဗေတတသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသခေဝလာသဗ္ဗေဗတ္တရာနိပတံဒုမာကိစီပါပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္ဒာနိတရိတပါနိအဟိဝိစီကာတတပတိဩနနာဘိတရဗုမုတိကာကတမေရခာကတံမေပရိဒံပဋိကမန္တုဗုဒ္ဓာနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံခန္ဓာသုတ်တံနေဋ္ဌိတံမောရတုတ်အထုပ္ပကအခါရဝဗာရဏသီပြည်၌ဗျမရာမင်းကြီးမင်းပြုစဉ်ဖယားအလောင်းသည်ဥရောင်းမျိုး၌ဖြစ်၍လူတို့နှင့်ဝေးကွာသောဟိမဝန္တာတော်ဒန္တကဟိရညတောင်၌နေလေ၏ထိုဖယားအလောင်းဥရောင်းမင်းသည်နာနေမိုးသောအလင်းရောက်၍အစာရှာထွက်သောအခါဥရေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်ကိုရွတ်ဆိုပြီးမှထွက်လေ၏အစာဝ၍နေဝင်ကန်ဤပြန်သောအခါ၌လေအဘေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်တို့ရွတ်ဆိုပြီးမှပြန်လေ၏ဗာရဏသီမင်းအဆက်ဆက်သည်နှစ်ပေါင်းများစွာအကြိမ်ကြိမ်မိအောင်ဖမ်းရတော်လေမမိနိုင်ကြကြနောက်ဆုံး၌ဥရောင်းပြိုမကိုသင်ပြီးလျင်မတန်ပေး၍ဖြာယောင်ပြီးထောင်ဖမ်းမှသာလျင်သာယာသောဥရောင်းမ၏အတန်ကိုကြား၍အတန်၌တတ်မဲ့သောစိတ်ဖြစ်ပေါ်လာသောကြောင့်ယခင်ရွတ်နေကြဖြစ်သောပရိတ်တော်ကိုမရွတ်မိပဲဥရောင်းမဤအနီးသို့ချင့်ကလာသောမုံဆိုးထောင်ထားသောကြော်ကွင်း၌မိလေတော့ဤသို့ဥရောင်းမင်းညွတ်ကွင်းမရခြင်းသည်ရွတ်ဆိုနေကြဖြစ်သောမောရတုတ်ကိုမရွတ်မိခြင်းကြောင့်ဖြစ်သည်ဒါကြောင့်ဤမောရတုတ်ပရိတ်ကိုရွတ်ဖတ်နာကြားသောပုဂ္ဂိုလ်များသည်ထိတ်ခတ်ကြိုးချီစားသောအမျိုးမျိုးသောအနောင်ဖွဲ့မှလွတ်မြောက်စေနိုင်ပေသည်ထိုမောရတုပရိတ်တော်က
ကိုရင်တံဘောရိတံဘာရေနိဗ္ဗတံမောရယောနိယံယေနတံဝိဟိတာရခံမဟာတတံဝဏိစရာစိရတံဝါယမန္တာပိနေဝသခိတုဂဏိတုံဗျမမန္တံတိအခါတံပရိတံတံဗနာမဟိဥရေတယံသက္ခုမာဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တံနမတမိဟရိတဝနံပထဝိပဘာတံတယိဇဂௌတဝိဟရေမုရိဝတံဧဗျမနာဝေရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဝိမု ക്ത နာနမောဝိမု ക്തി ယာဣမံသောပရိဒံကတဝါမောရောစရတိဧတနာအဘိဒယံသက္ခုမာဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တံနမတမိဟရိတဝနံပထဝိပဘာတံတယိဇဂௌတဝိဟရေမုရတေဧဗျမနာဝေရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဝိမု ക്ത နာနမောဝိမု ക്തി ယာဣမံသောပရိဒံကတဝါမောရောဝါသမကပ္ပယိမောရသုတ်တံနေဋ္ဌိတံဝတ္တသုအထုပ္ပကအခါရဘာမြတ်စွာဘုရားသည်ယဟန်တော်များနှင့်အတူမကရာတိုင်း၌ဒေသစာရီကြွချီခဲ့ရာတခုသောအရပ်၌မိအကြီးအကျယ်လောင်နေသည်နှင့်ကြုံရ၏ထိုမိကြီးကဘုရားရှင်ထံရောက်မလာပဲဘုရားရှိရာပတ်ပတ်လဲ16ပဲအရပ်ကရှောင်ကွင်းရာယဟန်မြတအံတအောချီးမွမ်းပြောဆိုကြ၏ထိုအခါဘုရားရှင်ကဤအရပ်ကိုမိကွင်းခြင်းမှာငါဘုရားဤယခုဘအစွမ်းမဟုတ်ငါဘုရားဤရှေးအခါကသစ္စာစွမ်းအာသာဖြစ်သည်ဟုမိန့်တော်မူပြီးလျင်အတိတ်ကိုဆောင်တော်မူ၏အခါရဘာမြတ်စွာဘုရားသည်မကရာတိုင်းတခုသောတောအုပ်ဝဲငုံမျိုး၌ဖြစ်၍ဥကွန်တွင်မှပေါက်ခါစအမွေးအတောင်မဆုံသေးမီတောမိအကြီးအကျယ်လောင်းလာသဖြင့်မိဘများနှင့်တကဝငှက်အပေါင်းသည်သေဘေးမှကြောက်ကြလေသောကြောင့်တောအုပ်မှထွက်ပြေးကြကုန်၏ဖယားအလောင်းငုံမင်းသည်ဥခေါင်းကိုထောင်ပြီးကြည်လိုက်သောတောမီကြီးနီးကပ်လာသည်ကိုမြင်ရသဖြင့်ငါအားသစ္စာပြုသည်မှတပါအခြားကိုးကွယ်ရာမရှိပြီဟုအကြံဖြစ်ခါတန္တိပက္ခအပတနာစသည်ဖြင့်သစ္စာပြုသောအခါလောင်သောတောမီမှရှောင်းခွာအေးငြိမ်သွားလေသည်ဟုဟောကြားတော်မူလေသည်ထိုဟောကြားတော်မူသောဝတ္တသုတ်ပရိတ်တော်သည်ကပုရိန္တံဘောဓိတံဘာရေနိဗ္ဗတံဝတ္တဇာတိယံယတတေစေနထာဝဂီမဟာတတံဝိဝဇယိထေရတသာရိဗုဒ္ဓတလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိဒံတံဗနာမဟိအာတိလောကေသီလဂုဏောသစ္ဆံသောစေယနုတ္တယာတေနသစ္စေနာကဟမိသစ္စာကိရိယမုဒ္ဓမံအာဟုဇိတဝါဓမ္မဗလံတရိတဝါပုပ္ပကေစီနေသစ္စာဗလမဝတ္တယသစ္စာကိရိယမဂတဟံတန္တိပက္ခအပတနာတန္တိပါဒာအဝိသနာ
မာတာပိတာသနေခန္ဓာဇာတဝေရပဋိကမအဟတိစေကတိမရှံမဟာပိဇလိတောတိခိဝဇေတိသောလတာကရိတာနိဥရကံပတ္တဝယထာတိခိသစ္စေနာမေတ္တမောနတ္ထိဧတမေသစ္စာပါရမီဝတ္တသုတ်တံနေဋ္ဌိတံ